အတွေးလုံးနဲ့ဆိုတာဘာလဲအတွေးလုံးနဲ့ဆိုတာကိုယ်စိတ်ကဒီနေရာမှာမရှိဘဲနဲ့အခြားတစ်နေရာကိုပြန်လှည့်နေတာကိုပြောတာအတွေးမလွန်အောင်ဘာတွေလုပ်ရမလဲနံပါတ်1အနေနဲ့ကတော့အတွေးမလွန်အောင်ကိုလုံနေစားအလုပ်တွေကိုပုံမှန်တိုင်းလုပ်ပြီးတော့တရားထိုင်လေ့ကျင့်ပုံစံမျိုးတက်ရှူတဲ့ဟာကိုလည်းပုံမှန်ဒီဇိုင်းတစ်မှတ်ရှူပြီးတော့နေလို့ရှိလို့ရှိရင်ဒါအတွေးမလွန်တဲ့ပုံစံမျိုးပေါ့နော်အဲ့ခါကျတော့ကိုလုံနေတဲ့ပုံစံအတိုင်းကိုပဲအခြားအတွေးတွေမဝင်ဘဲနဲ့နေတူပါလုပ်မယ်ဆိုလို့ရှိရင်ဒါပေါ့နော်အတွေးတွေကမလွန်တော့ဘူးပေါ့နော်နံပါတ်2အနေနဲ့ကတော့ကိုယ့်အတွေးတွေကိုစာရွက်တရွက်ပေါ်မှာချရေးပြီးသွားလို့ရှိလို့ရှိရင်အတွေးတွေလွန်သွားပြီဆိုလို့ရှိရင်15မိနစ်လောက်တွေးပိုင်ခွင့်ပေးလိုက်အဲ့ခါကျလို့ရှိရင်ကိုယ့်အတွေးတွေကအခြားတနေရာအောင်မပြန့်လွင့်ဘဲနဲ့ကိုလှုပ်ဆောင်နေတဲ့အရာအားလုံးကအာယုံစိုက်ပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်နံပါတ်3အနေကတော့ကိုယ်စိတ်တွေပြန့်လွင့်နေပြီဆိုလို့ရှိရင်ကိုတွေးထားတဲ့အရာနဲ့အခုလက်ရှိဖြစ်နေတဲ့အရာပေါ့နော်အံဝင်ခွင်စားမဖြစ်တော့ဘူးထင်နေလိမ့်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့တွေးနေတဲ့အရာတွေအားလုံးကိုပေါ့နော်ထပ်တူမကြဘူးကိုယ်စိတ်ကိုအရင်ဆုံးအတွေးတွေအားလုံးမတွေးမိဖို့ပေါ့နော်စဉ်းစားရမယ်ပြောရှင်အတွေးတွေမဖြစ်ဖို့ကိုလည်းလှုပ်ဆောင်နိုင်ရမယ်အဲ့ခါကြလို့ရှိလို့ရှိရင်ကိုတွေးနေတဲ့အရာတွေအားလုံးကခါကြလို့ရှိရင်ရံပန်ရံကမှာမှားတတ်တဲ့အရာတွေပဲဖြစ်တဲ့အတွက်ပေါ့နော်အဲ့အတွေးတွေကိုစိတ်မပူဖို့အဲ့အတွေးတွေကိုမတွေးမိဖို့ကိုစမ်းစစ်ပြီးတော့နေထိုင်သွားဖို့အရေးကြီးပါတယ်ရှင်နံပါတ်4အနေနဲ့ကတော့အတွေးတွေမလွန်အောင်လို့လမ်းလျှောက်ရမယ်အတွေးတွေမလွန်အောင်လို့တချင်းနားထောင်ရမယ်ရုပ်ရှင်ကြည့်ရမယ်အဲ့ဒါဆိုလို့ရှိရင်အတွေးတွေမဝင်လာတဲ့အတွက်အာယုံကပြောင်းသွားတဲ့အတွက်အတွေးတွေမလွန်တဲ့အတွက်အရာအလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ရှင်